တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်တဲ့ရက်ကွက်ထဲမှာမြင်းစည်းတွေရောင်းနေတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာအရက်ဆိုင်တွေဖွင့်လာတာဘာဖြစ်လို့မပန်းလဲရက်ကွက်ထဲမှာလောင်းကစားတွေလုံနေတဲ့ယုံနေကြတာဘာဖြစ်လို့မပန်းလဲရဲ့စင်းရဲသားတယောက်အောင်မြင်သွားမှဆိုလို့တို့ကပိတ်လိုက်တာလားမစီလို့လှုပ်စားပါတယ်ဆိုမှတများဒီလေးကနည်းနည်းလေးလက်မဲ့ရတာနဲ့တို့တွေကမျက်ဆောင်ထိုးတယ်နော်ရက်ကွက်ထဲမှာဖာယုံနေမြင်းစည်းတွေအလောင်းကစားတွေလိုက်ပန်းမလားဟဲ့အကျိုးစီတာပေါ့ဖတ်တီးမှတများဒီအချင်းရောင်းငွေပိတ်လိုက်တယ်